အကျိုးကြီးမားသည့်စုံစည်းမှုများအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားလောကအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအကျိုးကြီးမားသည့်စုံစည်းမှုများဒါနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမကိုမှတ်သားကြဖို့နာယူကြဖို့ဘုရားရဲ့အဆုံးအမတွေထဲမှာဤဘဝအကျိုးရှိဖို့နဲ့နောက်ဘဝအကျိုးရှိဖို့နှစ်ဘဝလုံးအတွက်အကျိုးရှိရာနောက်ဆုံးမှနိဗ္ဗာန်ထိကောင်းကျိုးချမ်းသာတွေရနိုင်တဲ့လမ်းညွှန်ချက်တွေအဆုံးအမချက်တွေနဲ့ပြည့်နေပြီးတော့နေဘုရားဘာသာဝင်သူတော်စင်တွေဟာဘုရားမြတ်စွာရဲ့သာသနာပွင့်လင်းရာအခါမှာဘုရားနဲ့ဆုံစည်းရခြင်းဓမ္မနဲ့ဆုံစည်းရခြင်းသံဃာနဲ့ဆုံစည်းရခြင်းဆိုတာအင်တမအကျိုးကြီးမားတဲ့ဆုံစည်းမှုတွေပဲဖြစ်တယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ကိုရည်ညွှန်းပြီးတော့ဘုရားမြတ်စွာဟောကြားထားတဲ့ဒေသနာတော်အရတို့တွေဆုံစည်းမှုနဲ့ပတ်သက်လာလို့ရှင်ဘယ်လိုဆုံစည်းမှုမျိုးကိုမျှော်လင့်ရမယ်ဘယ်လိုဆုံစည်းမှုမျိုးနဲ့ဖြစ်အောင်ဥတီကြိုးပမ်းရမယ်ဆိုတာကိုသဘောပေါက်နားလည်တော့လောကမှာဆုံစည်းမှုဆိုတာအမျိုးမျိုးရှိတာပဲတဝုနဲ့တဝုဆုံစည်းကြတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆုံစည်းကြတယ်အဲ့ဒါလို့ဆုံစည်းတိုင်းကောင်းကျိုးချမ်းသာတွေရနိုင်လားလို့ဆိုမရဘူးမရရုံနဲ့မကဘူးတချို့သောဆုံစည်းမှုတွေဟာအကျိုးမဲ့ဖြစ်သွားပြီနောက်ဆုံးမှာအောက်တန်းနောက်တန်းကြရုံများမကဆင်းရဲဒုက္ခတွေပင်လယ်ဝေသွားသည့်ထိအောင်ဒုက္ခရောက်သွားနိုင်တဲ့ဆုံစည်းမှုမျိုးတွေလည်းအများကြီးပဲရှိတယ်
ဒါကြောင့်မို့အကျိုးကြီးမားတဲ့စုံစည်းမှုမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေဟာမင်္ဂနဲ့လမ်းကြောင်းပေါ်တက်ပြီးတော့ရှောင်လန်းဖို့လိုတယ်မင်္ဂနဲ့လမ်းကြောင်းပေါ်တက်မှအကျိုးကြီးမားတဲ့စုံစည်းမှုမျိုးဆိုတာဖြစ်နိုင်တယ်ပေါ့စုံစည်းမှုဆိုတာတရားပွဲမှာစုံစည်းတာရှိတယ်ပွဲလမ်းတစ်ပင်မှာစုံစည်းကြတာရှိတယ်ခီးသွားရင်မိယထာပေါ်မှာစုံစည်းကြတာတို့သင်္ဘောပေါ်စုံစည်းကြတာတို့လိမ်မြန်ပေါ်စုံစည်းကြတာတာမန်စုံစည်းမှုမျိုးတွေဟာမြောက်များစွာလောကမှာရှိတယ်ပေါ့အဲ့ဒီစုံစည်းမှုမျိုးတဲ့အရေးပါတဲ့စုံစည်းမှုမျိုးတွေဟာတတိထားရမယ့်အချက်တွေမြတ်စွာဘုရားကဟောပြောဆုံးမတော်မူခဲ့တာဖြစ်တယ်အကျိုးကြီးမားတဲ့စုံစည်းမှုဆိုတာကိုစဉ်းစားပြီးတော့ကြည့်ကြရအောင်လောကမှာလူရည်လို့ဖြစ်လာတဲ့တရားဝါတွေကြည့်မြတ်စွာဘုရားပွင့်တော်မူလာတဲ့အခါမှာဘုရားခေတ်ဗုဒ္ဓပွင့်တော်မူတာနဲ့ကြုံလို့မြတ်စွာဘုရားနဲ့ဆုံစည်းပြီးတော့ကောင်းကျိုးချမ်းသာရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်သို့တော့မြတ်စွာဘုရားနဲ့ဆုံစည်းပြီးတော့မကောင်းကျိုးတွေရသွားတာလည်းရှိတယ်မြတ်စွာဘုရားနဲ့ဆုံစည်းလို့ကောင်းကျိုးချမ်းသာရတယ်ဆိုတာလေဆုံစည်းတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းအတာတစ်ခုအရာဖြစ်တယ်မြတ်စွာဘုရားနဲ့ဆုံစည်းပြီးတော့မကောင်းကျိုးတွေရသွားတယ်ဆိုတာလေအဲ့ဒီပုဂ္ဂိုလ်ရဲ့လှုပ်ဆောင်ချက်နဲ့ပတ်သက်တယ်ပေါ့ဆုံစည်းမှုဆိုတာဟာမြတ်စွာဘုရားနဲ့ဆုံစည်းမှုကတော့အကောင်းကိုဖြစ်စေနိုင်တာလေးကြီးပဲအကုန်လုံးမြတ်စွာဘုရားတည်းဟူသောအကြောင်းကြောင့်တစ်စုံတစ်ခုထိခိုက်နစ်နာသွားတာတော့မဟုတ်ဘူးထိုပုဂ္ဂိုလ်တယောက်ရဲ့စိတ်နေသဘောထားအရာမကောင်းကျိုးတွေဖြစ်ပေါ်ပြီးတော့သွားအဲ့တော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာဘာအရေးကြီးတာလဲလို့ဆိုစိတ်နေသဘောထားဟာအရေးကြီးတယ်ဆိုတာထင်ရှားတယ်ပေါ့မှန်ကန်တဲ့စိတ်နေသဘောထားနဲ့ဆုံစည်းမှမိမိဘက်ကလိုအပ်ချက်တွေဟာမှန်ကန်တဲ့စိတ်နေသဘောထားပေါ်မှာအခြေခံမှကိုယ့်ရဲ့ဆုံစည်းမှုဟာအကောင်းဖြစ်နိုင်တယ်မိမိရဲ့စိတ်နေသဘောထားတွေကမှားယွင်းပြီးသေးသိမ့်နေမယ်ဆိုလို့ရှိရင်တော့ဘလောက်ကောင်းတာနဲ့ပဲဆုံစည်းကောင်းကျိုးချမ်းသာရကြမှာမဟုတ်ဘူးလို့ဒီလိုတွက်လို့ရတယ်ပေါ့အကျိုးကြီးမားသည့်ဆုံစည်းမှုများဆိုသည်မှာမိမိတို့ဆုံစည်းတဲ့အရာကလည်းအမတန်မှကောင်းတယ်မိမိတို့ပုဂ္ဂိုလ်တွေအနေကလည်းပဲမှန်ကန်တဲ့စိတ်နေသဘောထားတွေရှိတယ်လို့ဒီနှစ်ခုအတွင်းနဲ့အပြင်ပေါင်းစပ်လိုက်ပြီးဆိုတဲ့အခါမှာအကျိုးကြီးမားတဲ့ဆုံစည်းမှုမျိုးဆိုတာရနိုင်တယ်ပေါ့ဥပမာစဉ်းစားကြည့်မြစ်ထဲဆင်းပြီးတော့ရေချိုးကြတယ်ရေချိုးခြင်းကြောင့်စိတ်ရွှင်လန်းခြင်းခန္ဓာကိုယ်ပူလောင်မှုတွေအေးချမ်းသွားခြင်းဆိုတဲ့အကျိုးတွေခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတွေကင်းစင်သွားခြင်းဆိုတဲ့အကျိုးရကြတယ်အဲ့ဒါလို့ရတာဟာမြင့်နဲ့ဆုံစည်းလို့ရတယ်လို့ဒီလိုတစ်ဖက်ကပြောတာတစ်ဖက်ကကြည့်မယ်ဆိုရင်မြစ်ထဲဆင်းချိုးတဲ့ပုဂ္ဂိုလ်ရဲ့ရေဆင်းချိုးတဲ့ပုဂ္ဂိုလ်ဘက်ကမှန်ကန်တဲ့အတိုင်းအတာတစ်ခုဒီထဲမှာပါဝင်ပတ်သက်နေတယ်ဆိုတာကိုသတိထားကြရအောင်မြစ်ထဲဆင်းပြီးတော့ရေချိုးလို့ရေနစ်ပြီးတော့သေသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြမြစ်ကသူ့ကိုရေနစ်အောင်လှုပ်ထားလားလို့ဆိုမဟုတ်ဘူးသူ့ရဲ့မလိမ္မာမှုမကျွမ်းကျင်မှုဆင်ញင်ကင်းမဲ့မှုကြောင့်မြစ်ထဲမှာသူနစ်မြုပ်သွားတယ်
မြစ်ကဒီလူကိုတော့နှစ်ပြစ်မှပဲဆိုတဲ့စိတ်မရှိဘူးမြစ်မှာအဲ့တော့မိမိရဲ့မလိမ္မာမှုကြောင့်မြစ်ထဲမှာမြစ်တွင်းဆင်းပြီးတော့ရေချိုးတော့ပျော်ရွှင်မှုအတိုင်းအတာတစ်ခုရတယ်အေးချမ်းမှုအတိုင်းအတာတစ်ခုရတယ်ဒီတဲ့ပုံမူပြီးတော့မကောင်းတာဖြစ်သွားတာကတော့ဒီပုဂ္ဂိုလ်ရဲ့မလိမ္မာမှုကြောင့်ပဲလို့ဒီလိုပြောမှာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါလဲဒီတိုင်းပဲမြတ်စွာဘုရားကြောင့်ဆုံးရှုံးနေတာသွားတာမဟုတ်ဘူးမြတ်စွာဘုရားဟာလောကရဲ့ကောင်းကျိုးချမ်းသာတွေလောကအတွက်အကျဉ်းတရားကြီးမားစွာနဲ့သဗ္ဗညုတဉာဏ်တော်ကြီးနဲ့လောကလူသားတွေရဲ့ကောင်းကျိုးချမ်းသာကိုကြည့်ပြီးတော့ဆုံးမဩဝါဒပေးဖို့လောကကြီးမှာပွင့်ပေါ်လာတာဘုရားနဲ့တွေ့လို့မှန်ကန်တဲ့စိတ်နဲ့သဘောထားရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာအ ਨੇ ဆုံးကောင်းရာသုဂတိရောက်ပြီးတော့နောက်ဆုံးမှာတန်မြာဝကလွတ်နိုင်တဲ့အသိဉာဏ်ထိအောင်တိုးတက်သွားတာတွေကြီးသို့သောမြတ်စွာဘုရားနဲ့တွေ့ပြီးဘုရားပေါ်ပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာဘုရားကြောင့်ဖြစ်တာမဟုတ်ဘူးသူ့ရဲ့ပြစ်မှားတဲ့စိတ်ကသူ့ကိုတန်ခတ်ပြီးတော့ဒေဝဒတ်တို့လိုပုဂ္ဂိုလ်မျိုးကြတော့အပင်ငရဲနင်မွန်းသွားတာမျိုးတွေလည်းရှိတယ်ဒါဟာဘုရားရဲ့အပြစ်လားလို့ဆိုဘုရားပြစ်မဟုတ်ဘူးအဲ့ဒါလို့စုံစည်းမှုတွေဟာစုံစည်းတတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားနဲ့စိတ်အခြေအနေတွေဟာအမတန်မှအရေးကြီးတယ်ဆုံးဖြတ်ပေးတယ်ဆိုတာမှတ်သားဖို့သို့တော့စုံစည်းတဲ့အရာကယုံညံ့နေတာမဟုတ်ဘူးယုံညံ့နေလို့ရှိရင်တော့ယုံညံ့သွားမှာပဲစုံစည်းတဲ့အရာကကောင်းမြတ်နေသည့်အတွက်ကြောင့်အကောင်းဖြစ်ရမယ်အကောင်းဖြစ်ဖို့ရာခိုင်နှုန်းများတော့လေမကောင်းတာဖြစ်တာဟာကိုယ်တဝန်တာဖြစ်တယ်လို့ဒီလိုယူဆဒီလိုဖြစ်ရမှာဒီနေရာမှာအကျိုးကြီးမားသည့်စုံစည်းမှုဆိုတာကိုကြည့်စုံစည်းမှုများဘယ်လောက်ထိအကျိုးတွေရသွားသလဲစဉ်းစားကြည့်မြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်တော်မူဖျားဖြစ်သို့ရောက်တော်မူပြီးတဲ့အခါ49ရဲ့ဗုဒ္ဓဂယာအနိဗ္ဗာန်သတင်းသုံးရင်လင်းလွန်ပင်အောက်သတင်းသုံးနေထိုင်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့လာရောက်ဆုံစည်းတဲ့ပုဂ္ဂိုလ်တွေကတပုဒ္ဒနဲ့ဗန္ဓိကဆိုတဲ့ဥက္ကလာဆိုတဲ့ဇဏဘုတ်ကကုံတယ်ညီနောင်2ယောက်ဟာဘုရားနဲ့သွားဆုံစည်းတာဆုံစည်းသည့်အတွက်ကြောင့်လူသားတွေကမြတ်စွာဘုရားကိုအစအဆုံးဘုရားဖြစ်ပြီးမှနော်ဘုရားဖြစ်ပြီးတဲ့နောက်မှာပထမဆုံးဆွန့်ကပ်ခွင့်ရတဲ့ပုဂ္ဂိုလ်မန္ထမဓုပိဏိကဆိုတဲ့မဆုပ်မလုံးအပ်တဲ့ဂျုံမုံနေပြားရည်နဲ့နယ်ပြီးတော့ဆုပ်လုံးထားတဲ့ပြားမုံစုပ်ဆိုတာကိုခီးသွားရင်စားဖို့ယူလာတာတွေကိုမြတ်စွာဘုရားကိုပထမဆုံးကတ်ခွင့်ရတယ်ဘုရားဖြစ်ပြီးမှကတ်တာသူဇာတာဆွန့်ကတ်တာဘုရားမပြစ်ခင်ဘုရားဖြစ်ပြီးမှပထမဆုံးဆွန့်ကတ်ခွင့်ရတာတော့တပုဒ္ဒနဲ့ဗန္ဓိကပဲဒီခွင့်ရေးရယုံမြတ်မကမြတ်စွာဘုရားနဲ့ဆုံစည်းသည့်အတွက်ကြောင့်ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုပြီးတော့ကိုယ်ကိုယ်ရာနှစ်ခုနှခွန်းဆိုရတဲ့ဒွေဝါစိကတရဏဂုံနဲ့ဗုဒ္ဓဘာသာအဖြစ်ကိုရှေးဥစွာခံယူခွင့်ရသွားတာလေတပုဒ္ဒဗန္ဓိကညီနောင်2ဦးပဲဖြစ်တယ်သူတို့နဲ့အတူပါလာတဲ့ဂုဏ်တွေလည်းရှိတာပဲအဲ့ဒီပုဂ္ဂိုလ်တွေအကြောင်းတော့တစွန်းတစမပြောတော့သူတို့2ဦးသာလဲမြတ်စွာဘုရားနဲ့ဆုံစည်းလို့ကောင်းကျိုးချမ်းသာတွေရသွားတယ်လို့ဒီလိုဆိုရမှာနော်ဆုံစည်းတာကတော့သူတို့2ဦးတွေမကဘူးလဲပေါင်း900နဲ့သွားတာဆိုတော့လဲပေါင်းလူတွေအများကြီးပါအောင်မှာပေါ့သို့တော့သူတို့2ဦးဒီမြတ်စွာဘုရားနဲ့ဆုံစည်းတဲ့အခါကြီးမားတဲ့အကျိုးကျေးဇူးရသွားမြတ်စွာဘုရားကတရားမဟောသေးတာဖြစ်သောကြောင့်သ
ပထမဆုံးကျွတ်တန်းဝင်ရမယ့်ပုဂ္ဂိုလ်များမဟုတ်သည့်အတွက်သူတို့ဟာဓမ္မန္တရဏံကိစ္ဆာမိလို့စိကတ်တော်လဲပဲဓမ္မရဲ့အကျိုးကျေးဇူးကိုတော့ပြည့်ပြည့်ဝဝအဲ့ဒီအချိန်မှာမရကြသေးဘူးသို့တော်လည်းနောက်ပိုင်းရောက်တဲ့အခါကျတော့တပုဒ္ဒဥပဒကသောတာပန်ဖြစ်သွားပြီးတော့ဗန္လိကကျတော့သာသနာပေါင်းဝင်ယဟန်ပြုတ်ပြီးတော့ယဟန္တာထိအောင်ဖြစ်သွားတယ်သူတို့ညီနောင်နှစ်ယောက်ဟာအဲ့ဒါလို့မြတ်စွာဘုရားနဲ့ဆုံစည်းတာကိုအကြောင်းပြုပြီးတော့ကြီးမားတဲ့အကျိုးကျေးဇူးတွေသူတို့ရသွားတယ်ကြီးမားတဲ့အကျိုးကျေးဇူးတွေရသွားတာအဲ့တော့လူတိုင်းဒီလိုရသွားလားလို့ဆိုမရကြဘူးမြတ်စွာဘုရားနဲ့လာဆုံစည်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့ဆုံစည်းတိုင်းရနိုင်သလားဘုရားဘက်ကတော့တောင်းဝန်ကြီးတယ်မြတ်စွာဘုရားဆုံစည်းတယ်ဆိုပါစို့တစ်ပင်အရိပ်အောက်ဝင်လို့ရှိရင်ဘယ်သူဝင်အရိပ်ကအေးမြစေတာသူ့ဘက်ကတော့ဒီတိုင်းပဲပေါ့သို့သောစိတ်တွေညစ်လာတဲ့ပုဂ္ဂိုလ်တယောက်တော့ယင်ထဲကနေတစ်ပင်ရိပ်အောင်ဝင်ုံနဲ့တော့အေးမှမဟုတ်ဘူးပေါ့ဒါကသူ့အပြစ်ပဲတစ်ပင်နဲ့မဆိုင်ဘူးဒီလိုပဲတွေ့အဲ့တော့မြတ်စွာဘုရားနဲ့လာရောက်ဆုံစည်းကြတဲ့ပုဂ္ဂိုလ်တွေတခြားပုဂ္ဂိုလ်တွေရှိတော်လဲပဲဒီပုဂ္ဂိုလ်မျိုးဟာကြီးမားတဲ့အကျိုးကျေးဇူးကိုရရှိပြီးတော့သွားတခါပိဿဝဂီ9ဦးမြတ်စွာဘုရားနဲ့ဆုံစည်းလို့ပထမဆုံးဟောတဲ့ဓမ္မစက္ကဗောဓနာသုတ်တံကိုကြားနာလိုက်ရတဲ့အခါမှာချက်ချင်းသဘောပေါက်နားလည်ပြီးဓမ္မစက္ခုရပြီးသောတာပန်ဖြစ်သွားတဲ့ရှင်ကွန်းတင်ညကြီးမားတဲ့အကျိုးကျေးဇူးရသွားတယ်သူဟာသာသနာပေါင်းမှာပထမဆုံးယဟန်ဖြစ်ခွင့်ရတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ပေါ့ယဟန်နေထဲမှာနံပါတ်1ပထမဆုံးယဟန်ဖြစ်ခွင့်ရသွားတဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်အဲ့တော့မြတ်စွာဘုရားနဲ့ဆုံစည်းလိုက်သည့်အတွက်ကြောင့်နောင်ကြတဲ့အခါမှာသောတာပန်ကနေတစ်ဆင့်အနတ္တလက္ခဏာသုတ်ကိုကြားနာလိုက်ရတဲ့အခါဉာဏ်နဲ့ပိဿဝဂီတွေနဲ့အတူယဟန္တာဖြစ်ကိုရောက်သွားတယ်ဆိုဒီတဲ့ကြီးမားတဲ့အကျိုးကျေးဇူးဆိုတာမရှိတော့ဘူးအမြင့်ဆုံးအကောင်းဆုံးအကြီးမားဆုံးသောအကျိုးကျေးဇူးဆိုသည်မှာအရတ္တဖို့ပဲဖြစ်တယ်ပေါ့အရတ္တဖလပရိယောတာနာဘဂဝတောသာသနာမြတ်စွာဘုရားရဲ့သာသနာတော်မှာပန်းတိုင်ဆိုတာအရတ္တဖို့ပဲဖြစ်တယ်အရတ္တဖို့ရောက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ဆိုတာမျက်မှောက်ပြုတော့နိဗ္ဗာန်ကိုလည်းပန်းတိုင်လို့ပြောလို့ရတယ်နိဗ္ဗာန်ကိုပန်းတိုင်လို့ပြောတာ object အနေနဲ့ပြောတာအရတ္တဖို့ကိုပန်းတိုင်အနေနဲ့ပြောတာလူရဲ့စိတ်ကိုပြောတာနော်စိတ်အနေနဲ့အမြင့်ဆုံးကအရတ္တဖို့အာယုံပြုရမယ့်တရားအနေနဲ့အမြင့်ဆုံးကနိဗ္ဗာန်လို့ဒီလိုခွဲခြားပြီးမှာစိတ်နဲ့အာယုံဆိုတာအမြဲတမ်းတွဲထားတယ်အာရမဏပစ္စယောဆိုတဲ့24ပစ္စည်းပါအာယုံ6ပါးရှိတယ်ထိုအာယုံ6ပါးနဲ့ဆက်သွယ်ပြီးတော့လူတွေရဲ့စိတ်ဓာတ်တွေဖြစ်နေတယ်အဲ့ဒီမှာနိဗ္ဗာန်ဆိုတဲ့အာယုံနဲ့ဆက်သွယ်ပြီးတော့ဖြစ်တဲ့စိတ်တွေထဲမှာအရတ္တဖို့ဆိုတဲ့စိတ်ဟာအမြင့်ဆုံးစိတ်ပဲလို့ဒီလိုပြောတာပေါ့နော်အဲ့ဒါလို့ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရသွားကြထို့တူပဲမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားနဲ့ဆုံစည်းလို့ကြီးမားတဲ့အကျိုးကျေးဇူးတွေရသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်မကရာတိုင်းကဗိမိတာရဘုရင်ကြီးဆိုရင်လေ1,200,000သောမြို့သူမြို့သားတွေနဲ့အတူတကွထန်းတော်ဥယျာဉ်ကြီးထဲမှာမြတ်စွာဘုရားကိုပထမဆုံးဆုံစည်းတယ်ဆုံစည်းတဲ့အခါမြတ်စွာဘုရားဟောတဲ့တရားကိုနားလဲရတော့ဓမ္မစက္ခုဆိုတဲ့ဓမ္မနဲ့ပတ်သက်တဲ့အသိဉာဏ်မျက်စိကိုရသွားတယ်။ဟောကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုရသွားတယ်။ဘယ်တော့မှနောက်ကျောင်းမပြန်တော့တဲ့တန်မြာမှာ9ဘဝတဲ့ပို့ပြီးတော့နေစရာအကြောင်းမရှိတော့တဲ့သောတပန်ဘဝကိုရသွားတာဒါဗိမိတာရရဲ့မြတ်စွာဘုရားနဲ့ဆုံစည်းမှုဟာဗိမိတာရရဲ့အဖို့
ကြီးမားတဲ့အကျိုးရှိတဲ့စုံစည်းမှုကြီးပဲဗေမိသာရရဲ့နောက်လိုက်နောက်ပါတသိန်းတစ်သောင်းသောမြို့သူမြို့သားတွေဟာလည်းမြတ်စွာဘုရားနဲ့စုံစည်းလိုက်ရသည့်အတွက်ကြောင့်ဘဝတန်တရားမှာဒုက္ခခံမှုခုနှစ်ဘဝပဲရှိတော့တယ်အများကြီးဒုက္ခတွေတက်ပြီတက်တာသွားပြီးတော့တန်တရားဝဆင်းရဲဟာအကန့်အသတ်ဖြစ်သွားဒါကြီးမားတဲ့အကျိုးကျေးဇူးရှိတဲ့စုံစည်းမှုကြီးလို့ဒီလိုပြောရမှာဒီလိုပဲစုံစည်းကြနော်ဒါမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ပြောရနောက်ဆုံးမှာမြတ်စွာဘုရားကိုတိုက်ခံလုပ်ပြီးတော့ပြောတတ်ဆိုတတ်တဲ့သစ္စကပရပိုက်ကြီးရောမြတ်စွာဘုရားနဲ့စုံစည်းတဲ့အခါနောက်ဆုံးမြတ်စွာဘုရားကိုရည်တဲ့စကားတွေပြောသေးတာသူဟာသို့တော်လည်းအဲ့ဒီဘဝမှာတော့သူဟာမြတ်စွာဘုရားဟောတဲ့တရားကိုလက်ခံနိုင်စွမ်းအသိပညာလက်ခံနိုင်စွမ်းဖြစ်တဲ့အသိပညာသူ့မှာမလုံလောက်လို့မရဘူးသို့တော့မြတ်စွာဘုရားသာသနာမှာပဲသူဟာနောက်ဘဝတစ်ခုမှာကာလဗုဒ္ဓရခိတာဆိုပြီးတော့တီဟိုကျွန်းမှာယဟနာပုဂ္ဂိုလ်ဖြစ်သွားတယ်သစ္စကပရပိုက်အဲ့တော့ဘဝဆိုတာဒီဘဝမှာလုံလောက်တဲ့အသိဉာဏ်မရှိသေးဘူးဆိုလို့ရှိရင်ဒီဘဝကရလိုက်တဲ့အခြေခံအကြောင်းတရားတွေဟာနောက်ဘဝကျတော့လုံလောက်တဲ့အသိဉာဏ်ရှိလာဖို့ဆိုတဲ့အထောက်အကူတွေအများကြီးဖြစ်လာအဲ့တော့သစ္စကပရပိုက်ကြီးနဲ့မြတ်စွာဘုရားရဲ့စုံစည်းမှုဟာဒီသစ္စကပရပိုက်ကြီးဖို့လေအကျိုးရှိသောကြီးမားတဲ့အကျိုးကြီးမားတဲ့စုံစည်းမှုလို့ပဲဒီလိုပဲပြောရအောင်နောက်ဆုံးမှာဒေဝဒတ်ဟာမြတ်စွာဘုရားနဲ့စုံစည်းပြီးတဲ့နောက်မှာမကောင်းတဲ့ဘဝရောက်သွားတယ်သူ့ရဲ့စိတ်ဓာတ်ယုံညံ့မှုတွေကြောင့်မကောင်းတဲ့ဘဝရောက်သွားတော့လေအဲ့ဒီယုံညံ့တဲ့စိတ်ဓာတ်ကိုစွန့်လွတ်လိုက်ပြီးမြင့်မြတ်တဲ့စိတ်ဓာတ်ပြန်ထားလိုက်တဲ့အခါမှာသူဟာနောက်ဆုံးဇေရွန်အကြောင်းစီလာပြီးတော့မြတ်စွာဘုရားကိုကြော့ဖို့ကြိုးစားတယ်အဲ့ဒီချိန်မှာမြေမြူသွားတာမြေမြူသွားပြီလို့သူလုပ်ခဲ့တဲ့လုပ်ရက်တွေဟာလွန်ကျွံနေသည့်အတွက်ကြောင့်ပြန်ပြင်လို့မရတဲ့အနေအထားမျိုးရောက်သွားတယ်သို့တော့မကောင်းတဲ့လုပ်ရက်တွေကိုသာပြန်ပြင်လို့မရတာသူ့စိတ်ဓာတ်တော့အများကြီးပြောင်းသွားတယ်စိတ်ကိုတော့ပြင်လို့ရတယ်ကံတရားကိုပြင်လို့မရဘူးပြောတာစိတ်ကိုပြင်လို့ရတယ်ကံတရားကတချို့ကံတရားကပြင်လို့ရသေးတယ်တချို့ကံတရားကြတော့ပြင်လို့မရဘူးဆိုတဲ့ကံတရားအာနန္တရိယကံမျိုးလို့ဆိုတာမျိုးကြတော့အဲ့ဒီကံကတည်သည့်ချမ်းမဲ့၌အကျိုးကိုပေးမဲ့ကံမျိုးသူကကန်းကုံအောင်ဖြစ်သွားတဲ့အဆင့်ရောက်သွားပြီဆိုရင်တော့ဘာနဲ့တူတုံးဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ဆေးမရှိတဲ့ယောဂါနဲ့အလားတရတူတာပေါ့ incurable နော်ကုလို့မရတဲ့ယောဂါမျိုးအဲ့ဒါလိုပဲကံမှာလည်းပဲကုလို့မရတဲ့အဆင့်ရောက်သွားတာမျိုးလည်းရှိတယ်လူတွေရဲ့ယောဂါမှာတောင်ကုမရတဲ့အဆင့်ရောက်သွားတာဆိုတာရှိတယ်လေဒါကြောင့်လူတယောက်ရဲ့လောက်ရဟာပြင်လို့ရသေးတဲ့အဆင့်ရှိတယ်ကုလို့မရတဲ့အဆင့်ပြင်လို့မရတော့တဲ့အဆင့်ဒေဝရကြီးဟာကံတရားအနေနဲ့ပြင်လို့မရတော့ဘူးသေသည်ချမ်းမဲ့မှာအပင်ငယ်ကြမှာတေချာသွားပြီပြင်လို့မရတော့ဘူးအဲ့ဒီကံကိုပြင်မရတာကိုပြောတာသို့တော့သူ့ရဲ့စိတ်ဓာတ်သူပြင်တယ်စိတ်ကိုတော့ပြင်လို့ရသေးတယ်မြတ်စွာဘုရားအပေါ်မှာမုန်းတီးတဲ့စိတ်ဓာတ်တွေကိုသူဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတော့နောက်ဆုံးအချိန်မှာမြတ်စွာဘုရားကိုအဝေးကနေပြီးတော့မြေမြူတဲ့အချိန်မှာသူရှ िख ိုးသွားတာရှိတယ်လေဣမေဟိအဋ္ဌိဟိဓမ္မကပုဂ္ဂလံလောကကြီးမှာအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့မြတ်စွာဘုရားကိုငါရဲ့ဟောဒီအယိုးတွေနဲ့ရှ िख ိုးပါတယ်ဆိုတာလို့ပါဒါစိတ်ဓာတ်ပြင်လိုက်တာရန်လိုတဲ့စိတ်တွေမရှိတော့ဘူးအဲ့ဒီအချိန်မှာမြတ်စွာဘုရားသူ့ပေါ်မှာကောင်းတယ်ဆိုတာတွေကိုကိုယ်ပြန်သိပြီးမြတ်စွာဘုရားရဲ့သိခံမှုခွင့်လွှတ်မှုတွေကိုသဘောပေါက်နားလည်သွားပြီးရန်လိုတဲ့စိတ်တွေမရှိတော့ပြင်လိုက်တာသူသို့တော့သူလုပ်ခဲ့တဲ့လုပ်ရက်တွေကကန်းကုန်နေသည့်အတွက်ကြောင့်
လုတ်ခဲ့တဲ့ကတရားကိုတော့ပြင်လို့မရတော့ဘူးစိတ်ဓာတ်ကိုပြင်လိုက်တာအဲ့ဒီစိတ်ဓာတ်ကိုပြင်လိုက်တဲ့အခါမှာသူဟာအခုပြုပြင်လိုက်တဲ့စိတ်ဓာတ်ရဲ့စွမ်းအားကြောင့်အပင်ငယ်ရဲ့လွတ်လာတဲ့အခါမှာအထိတ်တရဆိုတဲ့ပစ္စိကဗုဒ္ဓအဖြစ်နဲ့ကျွတ်တန်းဝင်သွားမှာဘလောက်အကျိုးကြီးသွားလဲဆိုဒါလည်းဖယားနဲ့ဆုံလို့ကြီးမားသည့်အကျိုးတစ်ခုရသွားတယ်လို့ဒီလိုပြောဖယားနဲ့ဆုံလို့မကောင်းကျိုးတွေဖြစ်သွားတာသူနဲ့သာသက်ဆိုင်တယ်ဖယားနဲ့မသက်ဆိုင်အဲ့တော့ဘုန်းကြီးတို့တွေတတိထားဖို့ရဘာဟာငါတို့အတွက်အရေးကြီးဆုံးလဲဆိုရင်ကိုယ့်ရဲ့စိတ်နေသဘောထားအရေးကြီးဆုံးပဲတို့ဘာပြင်ရမလဲဆိုစိတ်ကိုပြင်ရမှာနော်မြတ်စွာဘုရားကိုယ်တိုင်က mind center တည်ခြင်းတို့စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာစိတ်ကောင်းနှလုံးကောင်းထားရမယ်စိတ်ဖြူစင်အောင်လုပ်ရမယ်ဆိုတာသစိတ်တပရိယောတပနံကိုယ်စိတ်လေးကိုဖြူစင်အောင်ကြည့်ရမယ်ဆိုတာမြတ်စွာဘုရားကြီးအဆူဆူဟောတယ်စိတ်တေတန်ကိလေထေဒုက္ခတိပါတိကံကစိတ်ထက်ညှဉ်းနှွမ်းနေလို့ရှင်ညစ်ပေနေလို့ရှင်မကောင်းတဲ့အလားအလာတွေမျောလင်းရလိမ့်မယ်စိတ်တေဝိတုဒ္ဓေဒုက္ခတိပါတိကံကစိတ်ဖြူစင်းနေမယ်ဆိုရင်ကောင်းတဲ့အလားအလာတွေမျောလင်းရမယ်လို့မြတ်စွာဘုရားကစိတ်နဲ့ပတ်သက်ပြီးတော့ဟောတာတွေအများကြီးပဲဒါကြောင့်မို့ဘုရားရဲ့အဆုံးအမတွေအဓိကဘာတော့ဆိုရင်ပြောကြတယ်လေစိတ်တစ်လုံးနိုင်ရင်ကိလေသာတွေအကုန်သေတယ်လို့ပြောကြတာနော်စိတ်ဟာအဓိကကြတယ်ပေါ့စိတ်ကိုအဓိကကြတယ်လို့ဟောတာကိုထောက်ပြီးတချို့ကလည်းမြတ်စွာဘုရားဟာနံဝါဒဒီလိုပြောတဲ့ပုဂ္ဂိုလ်ကလည်းရှိသေးတယ်သို့တော်မြတ်စွာဘုရားဟာနံတရားသာလင်အရှိဒီလိုဟောတာမျိုးမဟုတ်ဘူးနံတရားလည်းရှိတယ်ယုတ်တရားလည်းရှိတယ်ယုတ်နဲ့နံနှစ်ခုထဲမှာပြုပြင်ဖို့ဆိုတာဘာကိုပြုပြင်ရမှာလဲလို့ဆိုရင်အဓိကပြုပြင်ရမှာတော့ကောင်းကျိုးချမ်းသာတွေရဖို့အဓိကပြုပြင်ရမှာတော့နံတရားပဲဖြစ်တယ်နံတရားကိုသာပြုပြင်ရမယ်ယုတ်ကိုမပြုပြင်ရဘူးလို့ဒီလိုပြောတာတော့မဟုတ်ဘူးနော်ယုတ်တရားကိုပြုပြင်မှုဟာဆိုပါစို့ဒီဘဝမှာတန်တန်ရှင်းရှင်းရေမိုးချုပ်ဖီးလိမ်ပြင်ဆင်မလုပ်ရဘူးဒီလိုပြောတာတော့မဟုတ်ပါအဲ့လိုနေခြင်းဖြင့်ကျမ်းပါတယ်ဆိုတဲ့အကျိုးတော်ရမှာပေါ့သို့သောတန်တရားဝကလွတ်ဖို့ဆိုတာတော့ယုတ်တရားပြင်လို့လည်းမရဘူးနံတရားကိုပြင်နိုင်မှတန်တရားဝကလွတ်တယ်ဆိုတဲ့အကျိုးရအဲ့တော့နာကပို့အဓိကကြတယ်ဒါကြောင့်မို့ရုပ်ပြင်တယ်လို့နံတရားကိုလည်းပြင်ရမယ်အဓိကနံတရားကိုပြင်ရမယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့ကိုယ်စိတ်လေးကိုပြင်လိုက်တာကြီးမားတဲ့အကျိုးကျေးဇူးမြတ်စွာဘုရားရဲ့အဆုံးအမရသွားတယ်ဆိုတာမိမိစိတ်ဓာတ်စိတ်နေသဘောထားတွေမှန်ကန်မှုဟာအမှန်တမ်းမှရေးကြည့်တယ်ဒါကြောင့်မို့ယောနိသောမနတိကာရဆိုတဲ့စကားလုံးကိုစာပေကျမ်းကမှကုသိုလ်ဖြစ်ဖို့အတွက်အရေးကြီးတဲ့အကြောင်းတစ်ခုအနေနဲ့ဖော်ပြလေ့ရှိကြတယ်ယောနိသောဆိုတာမှန်ကန်သောနိလန်းနဲ့မနတိကာရစိတ်ထဲမှာနှလုံးသွင်းမှုဆိုတာစိတ်ထဲမှာထားမှုမှန်ကန်တဲ့နိလန်းနဲ့စိတ်ထဲမှာထားတယ် wise attention လို့အင်္ဂလိပ်လိုပြန်ရတယ်အသိဉာဏ်နဲ့စိတ်နေသဘောထားမှန်မှန်ကန်ကန်ထားတယ်နှလုံးသွင်းမှန်ကန်တယ်မမှန်ကန်တဲ့နှလုံးသွင်းကြတော့အာယောနိသောမနတိကာရလို့ခေါ်တယ်အာယောနိသောမနတိကာရဖြစ်လာပြီဆိုရင်လူရဲ့စိတ်ထဲမှာအကုသိုလ်တွေပဲဖြစ်တယ်ယောနိသောမနတိကာရဝင်လာပြီဆိုရင်လူရဲ့စိတ်ထဲမှာကုသိုလ်တွေပဲဖြစ်တယ်ဒါကြောင့်မို့ဒီမနတိကာရဆိုတဲ့နှလုံးသွင်းဆင်ခြင်မှုဟာအမှန်တမ်းအရေးပါတယ်မြတ်စွာဘုရားနဲ့ဆုံစည်းတဲ့အခါမှာလဲယောနိသောမနတိကာရရှိမှကြီးမားတဲ့အကျိုးရအာယောနိသောမနတိကာရနဲ့သွားဆုံစည်းမိလို့ရှိရင်ကြီးမားတဲ့အပြစ်တွေဖြစ်သွားမယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့ကိုယ်စိတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုစိတ်ဓာတ်ရဲ့ဒီမြင့်မားမှုအတွက်တရားနာကြရတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုမှတ်သားကြရတယ်အဆုံးအမတွေရအောင်ကြိုးစားအထောက်ကြရတယ်ဆိုတာဒီအချက်တွေကြောင့်လောက်ကြရတာဖြစ်တယ်ပေါ့
တရားဝဲတွေကျင့်ပါတယ်တရားနာကြတယ်ဆိုတာဟာယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်းမှုတွေရအောင်အသိအမြင်တွေမှန်ကန်မှုအတွက်စဉ်းစားတတ်အောင်ဒီလိုတရားနာကြရတာပေါ့ဟုတ်ပြီအကျိုးကြီးမားသည့်စုံစည်းမှုများဆိုတာမှာအကျိုးကြီးမားဖို့အတွက်ယောနိသောမနတိကာရဟာရည်ကြီးတယ်ဆိုတာကိုမှတ်သားတာအဲ့ဒီမှာစိတ်ဓာတ်ယောနိသောမနတိကာရဥဆောင်လာတဲ့စိတ်ဓာတ်သည်ကောင်းမြတ်တဲ့လမ်းကြောင်းပေါ်ကိုရောက်တဲ့စိတ်ဓာတ်ပဲအာယောနိသောမနတိကာရဥဆောင်သွားတဲ့စိတ်ဓာတ်ဟာမကောင်းတဲ့ဘက်ကိုလမ်းကြောင်းရောက်သွားတဲ့စိတ်ဓာတ်ပဲလို့ယေကေစိကုသလာဓမ္မာသဗ္ဗေတေယောနိသောမနတိကာရမူလကာတဲ့ကုသိုလ်မှန်သမျှအပြစ်ကင်းတဲ့တရားတွေမှန်သမျှယောနိသောမနတိကာရမှာအခြေခံတယ်လို့ဒီလိုဆိုတာထို့တူပဲယေကေစိအကုသလဓမ္မာသဗ္ဗေတေအာယောနိသောမနတိကာရမူလကာတဲ့အကုသိုလ်မှန်သမျှဆိုလို့ရှိရင်လေမသိမတဲ့မမှန်မကန်နှလုံးသွင်းခြင်းလို့ဆိုရဲအာယောနိသောမနတိကာရဥဆောင်လာတဲ့သဘောတရားတွေဒါဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေယောနိသောမနတိကာရဖြစ်အောင်တတိဆောင်ရရမှာဖြစ်တယ်ပေါ့အကျိုးကြီးမားသည့်စုံစည်းမှုတွေဆိုတာအခုလိုမြတ်စွာဘုရားနဲ့စုံစည်းသည့်အတွက်ကြောင့်ဆုံရတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးချမ်းသာတွေရတယ်လူတွေမကဘူးတိရစ္ဆာန်တွေဟာလည်းပဲမြတ်စွာဘုရားနဲ့စုံစည်းရသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရတယ်ဒါကြောင့်ဘုရားပွင့်လာခြင်းဟာလောကသားတွေအတွက်အကျိုးစီးပွားဖြစ်ထွန်းတယ်လို့ဒီလိုဆိုတာပေါ့နော်လို့ဆိုတာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီလိုအကျိုးကျေးဇူးတွေရဖို့လို့ဆိုပြီးတော့ဘာလုပ်ရမလဲကောင်းမြတ်တဲ့စုံစည်းမှုတွေဆိုတာဒီအကျိုးကြီးမားတဲ့စုံစည်းမှုမျိုးဖြစ်အောင်ဘာလုပ်ရဘာကိုရွေးချယ်ရမလဲဆိုတာကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတာဘယ်ရာမှအကျိုးကြီးမားတဲ့စုံစည်းမှုမျိုးဖြစ်နိုင်တယ်ဆိုတာကိုလည်းမြတ်စွာဘုရားကရွေးချယ်တတ်ဖို့ဆုံးမဩဝါဒပေးတာဖြစ်ဒါဟာလောကမှာအရေးကြီးဆုံးဖြစ်လို့38ပြမင်္ဂလာတရားတော်တွေမှာလည်းလူဘဝရောက်ရောက်ချင်းအရေးပါဆုံးဟာဘာတော့ဆိုစုံစည်းမှုနဲ့ပတ်သက်တာပဲပေါ့အသေဝနာသဘာလနံပဏိတနိသသေဝနာဆိုတာစုံစည်းမှုနဲ့ပတ်သက်ပြီးပြောတာပဲဘာလားဆိုတဲ့အသိပညာကဲမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့စုံစည်းမိလို့ရှင်ဘာမှလောကတန်တရားကောင်းကျိုးချမ်းသာကိုရမှာမဟုတ်ဘူးတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကဥဆောင်လိုက်ရင်လွယ်လွယ်မှားမှားတွေအကုန်ဖြစ်ကောင်းကျိုးချမ်းသာတွေနဲ့ဝေးတဲ့ဝေးတော့ဘာလဆိုတာမြန်မာလူကတော့လူမိုက်လို့ဘာသာပြန်ကြတယ်အခုခေတ်ခေါ်နေတဲ့လူမိုက်ကတစ်မျိုးနော်ရသော်ဗျာဟောတဲ့ဘာလလူမိုက်ဆိုဒီမှာအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ရည်ညွှန်းတယ်နော်ဒုစရိုက်လောက်တိုင်းလူမိုက်တော့မဟုတ်ဘူးဘာလမဟုတ်ဘူးဘာလဆိုဒီမှာအသိပညာလုံးဝမရှိတဲ့ပုဂ္ဂိုလ်မျိုးဘာလလို့ခေါ်တာပန္တိတနဲ့ဆက်သွယ်ကြည့်ပန္တိတနဲ့သသေဝနာပန္တိတဆိုတာပန္တာဆိုတာပညာကိုပြောတာဣတဆိုတာရှိတာပြောပညာရှိတယ်သင်္ဇာတာပန္တာယတ္တာတိပန္တိတောလို့အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာဖြစ်ပေါ်လာတဲ့ပညာရှိတဲ့ပညာဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်မျိုးပညာရှိလို့ခေါ်တယ်အဲ့တော့ဆိုလိုတာကအသိဉာဏ်မရှိရင်ဘာလားအသိဉာဏ်ရှိမှပန္တိတာစုံစည်းမှုတွေဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့စုံစည်းမှကောင်းကျိုးချမ်းသာရနိုင်တယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်နဲ့စုံစည်းလို့ရှိရင်ကောင်းကျိုးချမ်းသာတွေမရဘူးလို့ဒီလိုဆိုတာပေါ့နော်အေးလူဘဝရလာရင်စုံစည်းမှုကစပြီးတော့အရေးကြီးတာကံကောင်းလို့ယံပယံခါမိမိကိုယ်တိုင်ကလည်းယောနိသောမနတိကာရရှိတယ်မိမိစုံစည်းလိုက်ရတဲ့အရာကလည်းပဲအမြဲတမ်းကောင်းတယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေကအများကြီးရသွားအများကြီးရသွားဒါကြောင့်မို့မြတ်စွာဘုရားကအကျိုးကျေးဇူးဖြစ်မှုနဲ့ပတ်သက်ပြီးတော့စုံစည်းမှုရဲ့အကျိုးအာနိသင်တွေကိုဟောထားတာရှိတယ်တာဟုဒတနမရိယာဏမြတ်စွာဘုရားစကားလုံးလေးတွေဟာတစ်လုံးနဲ့တစ်လုံးအဓိပ္ပာယ်အမြဲတမ်းပြေးသွားတာဟုဆိုတာကောင်းတယ်
ဘာကောင်းတာလဲဓတ္တနပရိယာဏအရိယလို့ဆိုတဲ့မကောင်းမှုအကုသိုလ်တွေရှောင်ကျင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကိုတွေ့ဆုံရတာဆုံစည်းရတာတွေ့မြင်ရတာဟာအလွန်ကောင်းတယ်လို့ဒီလိုပြောတာအလွန်ကောင်းတယ်ဆိုတာအကျိုးကြီးမားတဲ့အကျိုးကျေးဇူးကိုဖြစ်ပေါ်စေလို့ကောင်းတယ်လို့ဒီလိုပြောတာနော်ဆုံစည်းရတာကိုကအမြဲတမ်းကောင်းတယ်ဘယ်လောက်ထီတုံးဆိုစဉ်းစားကြည့်လေဖက်ရွက်ချင်းတူတူပဲဖက်ရွက်ချင်းတူတူပဲစပယ်ပန်းနဲ့ဆုံလိုက်ရတဲ့ဖက်ရွက်ကြတော့မှုေးကြံရစ်တယ်ငပိပုတ်ထုတ်လိုက်လို့ငပိပုတ်နဲ့ဆုံစည်းလိုက်ရတဲ့ဖက်ရွက်ကြတော့နန်းစော်ကြံရစ်တယ်ဟောဆုံစည်းမှုကိုကြည့်လိုက်စိတ်စေတနာမရှိတဲ့အရာဒီပင်လည်းမကောင်းတာနဲ့ဆုံရင်မကောင်းတာဖြစ်သွားတတ်တယ်ပေါ့ကောင်းတာနဲ့ဆုံမှကောင်းတာဖြစ်တယ်အေးဒါကြောင့်တာဟုဓတ္တနမရိယာဏအရိယာဏမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေကိုဓတ္တနံတွေ့ဆုံရခြင်းဟာတာဓုသိကောင်းတယ်ဒါခိတ္တခဏဆုံရတာတောင်ကောင်းတယ်လို့ဆိုတော့တဏ္ဏိဝါသောတထာတုခောအမြဲတမ်းအတူတကွနေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးချမ်းသာဖို့ပဲဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့နေလို့ရှိရင်မိမိဖို့ဟာအချိန်မရွေးကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေဟာဖြစ်ပေါ်ပြီးတော့နေတာဆိုပါစို့ရှင်သာရိပုတ္တရာလိုသူတော်ကောင်းကြီးနဲ့ဆုံစည်းကြရတဲ့ယဟန်ပုဂ္ဂိုလ်တွေဟာရှင်သာရိပုတ္တရာရဲ့အဆုံးအမတွေအကျဉ်းတရားတွေပညာတွေနဲ့ရရှိပြီးတော့နေကြတာဒါကြောင့်မို့ရှင်အနန္ဒာကပြောတယ်ရှင်သာရိပုတ္တရာပြိဋိဘံဆံသွားပြီဆိုတော့ရှင်အနန္ဒာဝမ်းနဲ့စကားဆိုတယ်ဗျာရှင်သာရိပုတ္တရာပြိဋိဘံဆံတယ်လို့လည်းကြားလိုက်ရောသူ့မှာယူကျုံမရဖြစ်ရတယ်ယူကျုံမရဖြစ်တယ်ဘာဖြစ်လို့ဒီလိုဖြစ်ရတုံးလို့ဆိုတော့ရှင်သာရိပုတ္တရာဟာတဲ့မိမိတို့ရဲ့အပေါင်းအသင်းတွေတပ္ပမစာရီဆို colleagues သတင်းသုံးပေါ်တွေလုပ်ဖို့ကံပြတ်တယ်လို့အဓိပ္ပာယ်ရတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားဓမ္မနဲ့ချီးမြှောက်တတ်ပါတယ်တဲ့နော်အရိယပုဂ္ဂိုလ်တွေဟာတရားဓမ္မကိုအလွန်မြတ်နိုးတာအဲ့ဒီလိုမြင့်မြတ်တဲ့အသိပညာတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားဓမ္မတွေဟောပြောဆုံးမလို့ရှင်သာရိပုတ္တရာတိုက်ကြွေးတဲ့တရားရည်အေးတွေကိုတောက်ချိုးကြတဲ့အခါမှာစိတ်နှလုံးအေးချမ်းသာရမှုတွေကိုရကြလို့ရှင်သာရိပုတ္တရာမရှိတော့ဘူးဆိုရင်ဒီအခွင့်အရေးတွေတို့ရတော့မှာမဟုတ်ဘူးလို့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာမရှိတဲ့အခါစိတ်ထဲမှာယူကျုံမရဖြစ်ပါတယ်လို့ရှင်အနန္ဒာကလျှောက်တာလေအဲ့တော့ဒီလိုအတူတကွနေလိုက်ရပြီဆိုလို့ရှိရင်တော့တဏ္ဏိဝါသောတထာအတူတကွအမြဲတမ်းနေခွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေကြတော့သူခေါ်လက်ရှိဘဝမှာစိတ်ချမ်းသာမှုတွေကိုယ်ချမ်းသာမှုတွေရရှိနောက်ဆုံးမှာအသိပညာတွေဟာတိုးတဲ့တိုးလာပြီးတော့နိဗ္ဗာန်တိုင်ချမ်းသာဒုက္ခကိုရသွားနိုင်တယ်လို့သူတော်ကောင်းနဲ့စိတ်ကကိုးဝယ်ရတဲ့ပုဂ္ဂိုလ်ဟာတစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်သွားတာပဲအခြေအနေတစ်ခုကနေအခြေအနေတစ်ခုမြင့်မားသွားတယ်လို့ဒီလိုပြောတာမြင့်မားသွားတဲ့အခြေအနေမျိုးကိုရောက်သွားတစ်ဖက်ကလည်းကြည့်လိုက်မယ်ဆိုရင်လောကလူတွေဟာစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတော်ကောင်းဆိုတာအလွန်နည်းအသိဉာဏ်ကဲမဲ့တဲ့ပုဂ္ဂိုလ်တွေကများတယ်အသိဉာဏ်ကဲမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့ဆုံးရင်တော့ဘယ်လိုဖြစ်မလဲဆိုအဋ္ဌတနေနဘာလနံနိစ္စမေဝဒုက္ခိတိယဘာလဆိုတဲ့ပုဂ္ဂိုလ်တွေတော့မဆုံးရရင်အကောင်းဆုံးပဲတဲ့သူတို့နဲ့ဆုံလိုက်ရင်ဘာကောင်းကျိုးမှမရတဲ့အပြင်ဆိုပါစို့သူတို့အမူအကျင့်မလိုက်တောင်မှပဲဘာလနဲ့ဆုံစည်းရတဲ့ပုဂ္ဂိုလ်ဟာဘေးကလူတွေကအထင်မြင်ဆောင်ပြီးတော့အပြစ်ပြောခြင်းတောင်ခံရမယ်လို့ဒီလိုဆိုတာပေါ့နော်ဒီလိုဆိုတာမကောင်းတဲ့ပုဂ္ဂိုလ်နဲ့ဒီပေါင်းသင်းဆက်ဆံလာလို့ရှိရင်တော့ဂုဏ်ကျေးဇူးဘာတစ်ခုမှမရတဲ့အပြင်အပြစ်တင်ခြင်းရှုတ်ချခြင်းဆိုတာတောင်မှခံရနိုင်တယ်လို့ဒီလိုဆိုတာ
ဒါကြောင့်မို့အတ္တတနေနဘာလနာဘာလဆိုဒီမှာတွေးတာလဲမကောင်းတာတွေးတယ်ပြောရင်လည်းမကောင်းတာပြောတယ်မကောင်းဘူးဆိုတာကောင်းကျိုးချမ်းသာကိုမပေးနိုင်တဲ့အတွေးမကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့အပြောကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့အလုပ်မျိုးတွေတွေးတော်ခြင်းပြောဆိုခြင်းပြုလုပ်ခြင်းဆိုတာတွေဟာအလုံးဟာအပြစ်မကင်းတာတွေကြီးဖြစ်သည့်အတွက်ကြောင့်ဘာလနဲ့စုံစည်းလို့ရှိရင်စိတ်ညစ်စရာတွေကြီးပဲကြုံမယ်လို့သူတို့ပြောတာပေါ့နော်အဲ့တော့သူတို့နဲ့မဆုံတာအကောင်းဆုံးပဲနေဆမေဝဒုက္ခိတိယအမြဲတမ်းချမ်းသာမှာပဲသူတို့နဲ့မဆုံရရင်အမြဲတမ်းချမ်းသာမယ်ဒါဘုရားမြတ်စွာကဒီဒေသနာတော်မှာဟောပြောထားတာနော်အေးဘာလနဲ့စုံစည်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘာတွေဖြစ်တတ်တုံးဆိုတာကိုဆက်ပြီးတော့ပြောသေးတယ်ဘာလသင်္ကတစာရိဟိဒီကမဋ္ဌာနသောစတိလူမိုက်ကိုမတွေ့တာကောင်းတယ်လို့အဂိတိယတိကြီးဆိုလို့ရှိရင်တရားမင်းလာတော့တရားမင်းကစုပေးပါမယ်ဘာစုလို့ခြင်းတော့ဆိုရင်သူစုတောင်းတဲ့ထဲပဲပါတယ်လေဘာလံနပတိနတ်တုနေဘာလကိုကြားလည်းမကြားချင်ဘူးတွေ့လည်းမတွေ့ချင်ဘူးဒီလိုဆိုတာပေါ့နော်ဘာလဆိုတဲ့ပုဂ္ဂိုလ်နဲ့မဆုံရရင်အကောင်းတယ်ပေါ့သူနဲ့ဆုံမိပြီးတော့သူ့အမှုကျင့်တွေကိုကူးဆက်သွားရင်ဒုက္ခရောက်တော့မှာပဲဒါကြောင့်မို့မဆုံရင်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးမစင်လို့ယွန်ရှာရမယ့်ပုဂ္ဂိုလ်မျိုးပဲလို့အခုလဲဘာလနဲ့မဆုံခြင်းဟာအမြဲတမ်းချမ်းသာတယ်ဆိုတာဘာကြောင့်လဲလို့အဖြေထုတ်ဖို့ရကြအကြောင်းပြဖို့အတွက်ဘာလသင်္ကတစာရီဘာလတွေနဲ့ပေါင်းသင်းဆက်ဆံပြီးတော့သွာလာနေထိုင်လေးရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီကမတ္တနာသောစတိကာလရှိကြစွာတောကရောက်ရတတ်တယ်ဟုတ်တယ်လေမကောင်းတဲ့လူနဲ့ပေါင်းတဲ့အခါမကောင်းတာတွေလုပ်မိတယ်ဟောမကောင်းတဲ့လူနဲ့ပေါင်းပြီးမကောင်းတာတွေလုပ်မိလို့ရှိရင်ပြဿနာတွေတက်တယ်ပြဿနာတက်လာလို့ရှိရင်ဟောဒီပြဿနာကြောင့်ဆင်းရဲဒုက္ခတွေမျိုးမျိုးကြုံရတယ်ဒီလိုဆိုတာပေါ့စဉ်းစားတာကြည့်တော့ပေါ့နော်အဲ့ဒါလို့ပြဿနာမျိုးစုံတွေဟာဘာလကြောင့်ပဲတက်လာတတ်တယ်မြတ်စွာဘုရားကဥပမာတစ်ခုဟောထားတယ်အမိုက်ကစပြတ်သက်မေးလောင်ဆိုတဲ့ဥပမာမျိုးဘာမှတန်ဖိုးမရှိတဲ့အမိုက်တွေကနေပြီးတော့မေးလောင်တာနဲ့တန်ဖိုးရှိတဲ့အရာတွေပါသွားနိုင်တယ်ပေါ့ထို့တူပဲဘာလနဲ့ပေါင်းသင်းဆက်ဆံလို့ကောင်းကျိုးချမ်းသာတွေမရယူမြမကပျက်စီးဆုံးရှုံးမှုမျိုးတွေနဲ့အများကြီးကြုံတွေ့နိုင်တယ်လို့ဒီအဓိပ္ပာယ်ကိုမြတ်စွာဘုရားဘာလသင်္ခတစာရီဘာလနဲ့စုံစည်းပြီးတော့နေထိုင်လေးသွားလာလေးရှိတဲ့ပုဂ္ဂိုလ်ဟာဒီကမတ္တနာသောစတိကာလရှိကြစွာစိုးရင်ရတတ်တယ်ဒုက္ခတွေရောက်တယ်အပင်ငရဲကျသွားတယ်ဘာလစကားနားထောင်ပြီးတော့မဟုတ်တာတွေလုံးမိတယ်လုံးမိသည့်အတွက်ကြောင့်ဒီဘဝတွေအပြစ်တွေရတယ်နောက်ဘဝလည်းတန်တရားမှာဒုက္ခတွေရောက်တယ်ဒါကြောင့်မို့ဒုက္ခောဘာလေဟိတံဝါသောဘာလတွေနဲ့အတူတကွနေရခြင်းဟာအလွန်ကိုဒုက္ခဖြစ်တယ်ဆင်းရဲဒုက္ခမှုတွေဆင်းရဲတယ်ဆိုတာဆင်းရဲဖို့အကြောင်းတရားတွေဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုလိုတာဘာနဲ့ဥပမာတူတော့ဆိုရင်ဘာလနဲ့နေထိုင်ရတာဟာဘာနဲ့တူတော့ဆိုအမိတ်တေနေဝတပ္ပတာကိုယ်ကိုယံလုံနေတဲ့ယံသူတယောက်နဲ့အတူနေရတယ်လို့ပဲဘာလဟာမိတ်ဆွေဖြစ်ပေမဲ့ကိုယ်နဲ့ကိုယ့်အတွက်မကောင်းကျိုးပေးဖို့အချိန်မရွေးဖြစ်နေသည့်အတွက်ကြောင့်ကိုယ့်ကိုယံလုံးမဲ့တတ်မဲ့ဖြတ်မဲ့ယံသူနဲ့အတူနေရတယ်လို့ဖြစ်တယ်တဲ့ဒါမင်္ဂလာတုတ်ထဲကအတိဝနာစဘာလနံကိုဒီနေရာမှာချက်ဟောထားတာပဲမြတ်စွာဘုရားကနော်ဘုရားရဲ့အဆုံးအမတွေဟာဘယ်နေရာပဲဖြစ်ဖြစ်တူတူကြီးပဲကောင်းပြောင်းပြန်ဟောတာမရှိဘူးလောကသားတို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးတာအေးဟုတ်ပြီ
ဘာလနဲ့ပေါင်းတဲ့ဆက်ဆံရလို့ဒုက္ခဖြစ်တယ်ဆိုရင်ဘယ်သူနဲ့ပေါင်းရမလဲဒီရောစဒုက္ခတံဝါသောအသိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြတော့ဒုက္ခတံဝါတာပေါင်းလို့ရှိရင်ချမ်းသာဒုက္ခရနိုင်တယ်အဲ့ဒီပုဂ္ဂိုလ်ဘာနဲ့ဥပမာတူတော့ညာတိနံဝတမကမောဆွေတွေမျိုးတွေနဲ့နေရတယ်လို့ပဲစိတ်ချမ်းသာစရာကြီးပညာရှိနဲ့နေရရင်ဆွေမျိုးနဲ့နေရတယ်လို့ဖြစ်တယ်ဒီလိုဆိုတာနော်မြတ်စွာဘုရားကအဲ့လောက်ထိအောင်ဟောထားတာဆွေမျိုးနဲ့နေရတယ်လို့ကောင်းကျိုးချမ်းသာတွေဖြစ်ပွားစေတယ်ဆွေတွေမျိုးတွေဆိုတာအတိုင်းအဝိုင်းနဲ့ကိုယ့်ရဲ့ကောင်းကျိုးချမ်းသာမကောင်းရင်လည်းပြောကြတယ်ဝိုင်းပြီးတော့ကောင်းတဲ့ပုံမှာကောင်းအောင်ကြိုးစားပြီးတော့ပြုပြင်ပေးကြတယ်ဆုံးမပေးကြတယ်အဲ့ဒီလိုအခြေအနေရရက်ကိုဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားကစုံစည်းမှုနဲ့ပတ်သက်လာလို့ရှိရင်အကျိုးကြီးမားတဲ့စုံစည်းမှုမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေရွေးချယ်ကြရမယ်ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကိုရွေးချယ်ကြမလဲဆိုတာကိုဟောမလို့တတ္တမဟိဓိရင်စပဉ္ဉင်စဘဟုတုတင်စဒေါရရှသီလံဝတ္တဝန္တမရိယဝတ္တဝန္တမရိယတန္တာဓိတံတပ္ပုရိတံသူမေတံပဇေထနက္ခတ္တပဋ္ဌာန်ဝစန္ထိမာလို့ဒီဒေသနာတော်နဲ့ဆုံးမဩဝါဒပေးထားတာနော်ဒါကတရားနာပိဋကမိမိအဆက်ဆက်ဗုဒ္ဓကိုယုံကြည်လို့မြတ်နိုးလို့ကိုးကွယ်စိတ်ကကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအားလုံးကိုဗုဒ္ဓရဲ့မှာကြားချက်တိုက်တွန်းချက်လို့ဒီလိုဆိုရမှာရသော်ဘုရားကိုယ်တိုင်မှာကြားပြီးတော့တိုက်တွန်းထားရတဲ့စကားကောင်းကျိုးချမ်းသာကိုလိုလားကြမယ်ဆိုလို့ရှိရင်တော့စုံစည်းမှုနဲ့ပတ်သက်ပြီးရွေးချယ်ကြရလိမ့်မယ်တဲ့ဘယ်လိုပုဂ္ဂိုလ်မျိုးကိုရွေးချယ်မလဲဓိရဘယ်အရာပဲဖြစ်ဖြစ်စဉ်စဉ်စားစားနဲ့အသိဉာဏ်နဲ့ပြောဆိုအသိဉာဏ်နဲ့ကြံတွေးအသိဉာဏ်နဲ့ပြောဆိုအသိဉာဏ်နဲ့လောက်ကင်တဲ့ပုဂ္ဂိုလ်မျိုးပညာရှိလို့ဆိုဒီမှာနော်စာပေသင်ထားလို့ဒီလိုပညာရှိဆိုတာမျိုးကိုဒီလိုဆိုလိုတာတဲ့အရာရာမှာစဉ်းစားဆင်ခြင်ပြီးတော့ကောင်းတဲ့အရာကိုသာအပြစ်ကင်းတဲ့အရာကိုသာလုပ်တဲ့ပုဂ္ဂိုလ်အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိတဲ့အသိပညာမျိုးကိုရည်ညွှန်းတဲ့ပေါ်ဒါမျိုးကနော်အကောင်းကျိုးအကြောင်းအကျိုးအကောင်းဆုံးကိုရွေးချယ်ပြီးတော့သိနိုင်စွမ်းရှိတဲ့ပညာမျိုးပညာရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်ဟာအလွန်ကွာခြားတယ်ပညာရှိတဲ့ပုဂ္ဂိုလ်သည်တွေးတောလို့ရှိရင်လည်းအပြစ်ကင်းတာကိုပဲတွေးတောတယ်ပြောဆိုလို့ရှိရင်လည်းအပြစ်ကင်းတာပဲပြောဆိုတယ်အလုံးလုံးပြီးဆိုလို့ရှိရင်လည်းအပြစ်ကင်းတာကိုပဲအလုံးလုံးတယ်လို့အသိပညာနဲ့ဆင်ခြင်စဉ်းစားတာသူကရသော်ဘုရားသခင်ကိုရောမြတ်ကပညာရှိရဲ့ထုံးကိုနှလုံးမူဖို့သားတော်ရာဟုလလေးကိုဆုံးမတဲ့အခါမှာရာဟုလတစုံတစ်ခုကိုတွေးတယ်ဆိုလို့ရှိရင်မတွေးခင်ကစဉ်းစားတွေးနေတော့လဲစဉ်းစားတွေးပြီးနောက်လဲစဉ်းစားဘယ်တော့မှမမှားဘူးတဲ့သုံးကစဉ်းစားခိုင်းတာနော်တွေးတာကိုပဲပြောတော့မယ်ဆိုရင်ပြောเสียရှိလို့ပြောမယ်ဆိုရင်မပြောခင်ကစဉ်းစားပြောနေတော့စဉ်းစားပြောပြီးရင်လည်းပြန်စဉ်းစားဘယ်တော့မှမမှားဘူးလှုပ်တော့မယ်ဆိုလို့ရှိရင်လည်းမလှုပ်ခင်ကစဉ်းစားလှုပ်နေတော့လည်းစဉ်းစားလှုပ်ပြီးတော့လည်းစဉ်းစားဘယ်တော့မှမရွေးမှားဘူးလို့အဲ့ဒါလို့စဉ်းစားပြီးတော့အကျိုးအပြစ်စီစစ်ပြီးတော့ဆင်ញင်သုံးသပ်တတ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမှားယွင်းတာဆိုတာမရှိဘူးတဲ့အဲ့ဒီလိုစဉ်းစားဆင်ញင်တတ်တဲ့ပုဂ္ဂိုလ်မျိုးကိုဓိရလို့ခေါ်တာပဲနော်အမြဲတမ်းကိုယ့်ရဲ့ပြောဆိုမှုကိုယ့်ရဲ့တွေးတောမှုပြောဆိုမှုလောက်ကင်မှုတွေနဲ့ပတ်သက်ပြီးတော့ဆင်ញင်သုံးသပ်တတ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့ပဲဆုံတွေ့ပါတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့ပဲပေါင်းသင်းပါဒါမှသူစီက
သူ့ရဲ့အမှုအကျင့်ကောင်းမြတ်တဲ့အမှုအကျင့်အတွေးခေါ်တွေဟာမိမိပေါ်မှာကူးဆက်ရောက်ရှိလာပြီးမိမိကိုယ်တိုင်ကလည်းတွေးတောဆင်ခြင်တတ်တဲ့အသိပညာတွေသူစီဟာရလာမှာပါလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ရလာမှအကျိုးကျေးဇူးဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ပဉ္ဉ္စပဟုတ်တုတင်္စဓီရဆိုတာကိုယ်ပိုင်ဉာဏ်နဲ့တွေးတောဆင်ခြင်မှုပညာဆိုတာကြတော့တဘာဝတရားတွေရဲ့အတိတ်နဲ့ကိုသိလာတယ်တဘာဝတရားတွေကိုထိုးထွင်းပြီးတော့သိလာတယ်တဘာဝဓမ္မနံယထာဘူတဝဘောရောဆိုတာပညာဆိုတာတဘာဝတရားတွေရဲ့အစစ်မှန်ကိုထိုးထွင်းသိနိုင်တယ်တဘာဝတရားတွေကိုထိုးထွင်းသိတဲ့တရားမျိုးပက္ကာရိဏဇာနာတိတိပညာပိုင်ပိုင်ခြားခြားကွဲကွဲပြားပြားခွဲခြားပြီးတော့သိတတ်တဲ့အသိအဲ့ဒီလိုပညာမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးကိုစိတ်ကပ်ရမယ်လို့ဒီလိုဆိုတာဆုံတွေ့ရအဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ဆုံတွေ့တဲ့အခါမှာမိမိမှလည်းပဲပိုင်ပိုင်ခြားခြားခွဲခွဲပြားပြားသိနိုင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာမယ်ဓမ္မသာတန်တရားဝကလွတ်နိုင်တယ်သို့မဟုတ်အစိုးတန်တရားကလွတ်လာနိုင်တယ်လို့အဲ့ဒါလို့ပညာရဖို့ဆိုတဲ့အခါမှာတဲ့မြတ်စွာဘုရားကစကားလုံးလေးတွေကိုသုံးထားတာကြည့်ဓီရဆိုတာကိုယ်ပိုင်အသိဉာဏ်လေးတွေရှိတာပညာဆိုတာကြတော့သင်ယူတတ်မြောက်ထားတဲ့အသိပညာတွေအဲ့ဒါလို့ဖြစ်ဖို့ရအတွက်ဘာလို့ရမလဲဘဟုတုတံဘဟုတုတဆိုတာအများကြီးနာယူမှတ်သားရမယ်အခုလိုတရားပွဲတွေမှာတရားတွေနာယူမှတ်သားထားတယ်နာယူပြီးတော့မှတ်သားတယ်မှတ်သားပြီးတော့အ내ဒိဗေကိုဆင်ញင်စဉ်းစားတယ်ဟောဆင်ញင်စဉ်းစားပြီးတော့ရှောင်နေတာရှောင်တယ်ဆောင်နေတာဆောင်တယ်ဒီလိုဆိုလိုတာပေါ့ဘဟုတုတဆိုမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေအဆုံးအမဩဝါဒတွေကိုအများကြီးကြားနာဘူးထားတယ်လောကမှာမကြားဘူးရင်မသိဘူးကြားဘူးမှသိတာနော်ရှင်သာရိပုတ္တရာမထေရမြတ်တော်သစ္စာ၄ပါးဆိုတာကိုမကြားဘူးမကြားဘူးသည့်အတွက်ကြောင့်သစ္စာ၄ပါးကိုသိမှသောတပန်ဖြစ်နိုင်တဲ့သောတပတိမဉ္ဇဉ်မျိုးဆိုတာသစ္စာ၄ပါးကိုမှန်ကန်သိတဲ့သောတပတိမဉ္ဇဉ်မျိုးသူ့အလိုလျောက်ဖြစ်မလာဘူးရှင်အတ္တစီလမ်းပြပြီးတော့ဟောပြောတဲ့အခါမှာအတိညာပွင့်သွားတာဒါကြောင့်မို့ဘဟုတုတဆိုတာအရေးကြီးတယ်တုတ္တမယပညာကြားနာခြင်းသင်ယူခြင်းဖတ်ရှုလေ့လာခြင်းဖြင့်ရလာတဲ့အသိပညာတွေဟာအမှန်တန်မိုးရှိတယ်ဘဟုတုတဘုရားဟောတဲ့အဆုံးအမတွေအများကြီးမှတ်သားထားရမယ်အဲ့ဒီမှတ်သားထားမှကြည့်လေမြတ်စွာဘုရားကဟောတာတုတ္တံပညာယဝဒနာတုတ္တရှိမှပညာတိုးတာသူဟာနဲ့သူပဲတုတ္တမပါဘဲနဲ့ပညာဆိုတာမရဘူးတဲ့ဒါကြောင့်မို့တုတ္တဆိုတဲ့ဉာဏ်သိယူမှုဆိုတာရှိရအဲ့ဒါကြောင့်မို့ဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်စိကပ်ပါဟောနောက်အရေးကြီးတာတစ်ခုကဘာတော့ဒေါရရှသီလစွန့်ရည်တတ္တိပြည့်ပြီးတော့နိဗ္ဗာန်ထိအောင်ပို့ဆောင်သွားနိုင်တဲ့စွန့်ရည်တတ္တိရှိတဲ့သီလမျိုးသီလဆိုတာအစွမ်းထက်တဲ့သီလရှိတယ်အစွမ်းမထက်တဲ့သီလရှိတယ်အစွမ်းမထက်တဲ့သီလဆိုတာတစ်ကျုပ်ရဲ့သီလမျိုးပေါ့နော်တစ်ကျုပ်ရဲ့သီလဆိုတာတစ်ကျုပ်တစ်ကောင်ကသူ့အနီးပါးမှာသူစားเสียဖမ်းเสียကြိုက်เสียသားကောင်မတွေ့ဘူးသမင်တရေစတဲ့သူဖမ်းလို့ရမယ်တရားတကောင်မှမတွေ့တဲ့အခါကျစဉ်းစားတယ်တဲ့ဟာလဲဖမ်းပြီးတော့စားเสียသမင်တရေတကောင်မှမရှိဘူးငါနာအဲ့တော့မစားရမယ်တူတူတော့ငါဥပုသ်ဆောင်တာကောင်းတယ်ဆိုပြီးတော့ဥပုသ်ဆောင်နော်ငတ်မဲ့တူတူဥပုသ်ဆောင်တဲ့သဘောအဟုတ်ဆောင်တာလားလို့ဆိုသူ့ကိုစုံစမ်းလို့သမင်အောင်ဆောင်ပြီးရှေ့ကဖြတ်ပြေးတဲ့အခါကျတော့ဥပုသ်တာထားငါရတုံးစားလိုက်အောင်မယ်ဆိုထလိုက်တဲ့နော်ထားလိုက်တော့သမင်မမိလိုက်ဘူးမမိလိုက်တဲ့အခါမှာတခါပြန်ပြီးတော့ကဲမမိမဲ့တူတူပြန်ပြီးဥပုသ်ဆောင်လိုက်အောင်မယ်ဆို
အဲ့ဒီသီလမျိုးကအခြေအနေရဆောင်တဲ့သီလမျိုးတွေနော်7 ပါးသီလလေးစောင့်တည်ထားတယ်ဒီနေ့ဗိုက်စားတယ်လေးနာထားတယ်ဥပုပ်ချလိုက်အောင်ပါပဲဆိုချထားလိုက်ဆုံးကတိအောင်မလိုက်တော့ဘူးဒီဥပုပ်ကနော်5 ပါးသီလလေးလေဒီလိုပဲအသက်ထက်တန်ဖိုးထားပြီးတော့5 ပါးသီလစောင့်မယ်လို့ဒီလိုမဟုတ်ဘဲနဲ့သူများအသက်သတ်ဆရာမကြုံလို့ရှိရင်ရှောင်လိုက်အောင်မယ်သူများဥစ္စာလည်းမတွေ့သေးဘူးဆိုမယူသေးပဲရှောင်လိုက်အောင်မယ်ဆိုတဲ့အဲ့ဒါလို့အခြေအနေရရှောင်နေတာတွေ့ပြီဆိုရင်တော့နောင်မရောင်ရဆိုတဲ့ဥပုပ်မျိုးကဒါဒေါရရှသီလလို့မခေါ်ဘူးတဲ့ဒေါရရှသီလဆိုတာနိဗ္ဗာန်ရောက်သည့်တိုင်အောင်သယ်ဆောင်သွားနိုင်တဲ့သီလမျိုးနိဗ္ဗာန်ရောက်သည့်တိုင်အောင်ပို့ဆောင်သွားနိုင်အောင်အစွမ်းထက်တဲ့သီလမျိုးဆိုလို့ဘယ်လိုကိစ္စနဲ့မှမလဲဘူးနော်ဘယ်လိုကိစ္စနဲ့မှမလဲပဲနဲ့အစွမ်းထက်တဲ့ကိုချင်းသီလမျိုးကိုဒီလိုဆိုလို့ရတယ်အဲ့ဒါလို့အစွမ်းထက်တဲ့ခိုင်မာတဲ့ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်မျိုးကိုပေါင်းသင်ဆက်ဆံပါအချိန်ခါအားလျော်စွာတာမန်သီလစောင့်တဲ့ပုဂ္ဂိုလ်မျိုးလို့မဟုတ်ဘဲနဲ့ကိုချင်းတရားကိုအခိုင်အမာအသက်ပေးပြီးတော့စောင့်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးနဲ့ပေါင်းသင်ဆက်ဆံပါလို့ဒီလိုဆိုတာဝတ္တဝန္တံအရိယံကိုချင်းတရားတွေစောင့်တည်ပြီးတော့ကျင့်သုံးတယ်စောင့်တည်ပြီးတော့ကျင့်သုံးတယ်အဲ့ဒီကျင့်သုံးတဲ့အကျင့်တရားတွေကလည်းသူတော်စင်တွေလိုက်နာတဲ့အကျင့်တရားတွေပေါ့အဲ့ဒီလိုအကျင့်တရားတွေစောင့်တည်ပြီးတော့ကျင့်သုံးတတ်တဲ့ပုဂ္ဂိုလ်မျိုးအရိယဆိုတာအကုသိုလ်တွေကကင်းကင်းရှင်းရှင်းနေတယ်မြင့်မြတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါလို့သူတော်ကောင်းမျိုးကိုတဲ့အသိဉာဏ်ရှိနဲ့အသိဉာဏ်ရှိပြီးတော့ကောင်းမြတ်တဲ့စိတ်နေသဘောထားရှိတဲ့အဲ့ဒီလိုပညာရှိမျိုးကိုစိတ်ကကြပါတဲ့မြတ်စွာဘုရားအဲ့ဒါကြမှာစုံစည်းမှုဟာကြီးမားသောအကျိုးကျေးဇူးရှိတဲ့စုံစည်းမှုမျိုးဖြစ်မှာပဲအကျိုးကြီးမားတဲ့စုံစည်းမှုဖြစ်မယ်ပုဂ္ဂိုလ်တရားကိုစုံစည်းလို့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဆိုတာအခုလိုပုဂ္ဂိုလ်မျိုးနဲ့စုံစည်းအောင်ကြိုးစားရမယ်ဒီလိုဆိုတာမြတ်စွာဘုရားပဇေထနက္ခတပဋ္ဌံဝစန္ဓိမာလာမင်းကြီးဟာသူ့လမ်းကြောင်းကနေသူသွားပြီးတော့အချမ်းရံနက္ခတိနာကနေဖြတ်တန်းပြီးတော့စမ်းစမ်းကြဲကြဲကောင်းကင်မှာတင်းအောင်တင်းတယ်သွားလာတယ်လို့ပဲပညာရှိတဲ့အခုလိုဂုံရီနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးစိကပ်ပါစိကပ်မှသာလဲကောင်းကျိုးချမ်းသာတွေရမှာဖြစ်တယ်လို့ဘုရားမြတ်စွာကဒီလိုဟောခဲ့တာဖြစ်ပါတယ်ဒီဒေသနာတော်ဘုသူ့ကိုအကြောင်းပြုဟောတာတုံးဆိုတရားမင်းကြီးကိုအကြောင်းပြုဟောတာတာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးဟာမြတ်စွာဘုရားနဲ့ဆုံစည်းလိုက်ရသည့်အတွက်မှာသူ့မှာကောင်းကျိုးချမ်းသာတွေအများကြီးရသွားတယ်တရားကဘယ်လိုကောင်းကျိုးချမ်းသာတွေရသွားတုံးဆိုတရားဟာလည်းတတဝါပဲလေတာဝရိန္ဒနတ်ပြည်ကိုစိုးရတဲ့တာဝရိန္ဒနတ်တရားမင်းကြီးဟာတက်တန်းစီတော့တည်တော့မယ်ဆိုတဲ့အရေးနိမိတ်တွေပေါ်လာတယ်နတ်နဲ့လူနဲ့ကွာခြားမှုကအဲ့ဒါပေါ့တည်ပဲဆိုလို့ရှိရင်နတ်တွေကြတော့နတ်ဘဝမပြောတာလေဘုံမိတ်မှန်ပေါ်မှာမပြောတာဟာဒါသူတည်မဲ့ဆိုင်းတစ်ခုပဲပေါ့နောက်တစ်ခုကတော့သူပန်းစင်ထားတဲ့ပန်းတွေဟာညှိုးနွမ်းလာတယ်သူ့မှာရှိတဲ့ပန်းတွေဟာညှိုးလာတယ်အရင်ကဘယ်တော့မှမညှိုးဘူးနတ်ပန်းဆိုတာဝတ်ထားတဲ့အဝတ်လည်းနည်းနည်းညှိုးနွမ်းလာတယ်ခန္ဓာကိုယ်အသားရည်တွေလည်းညှိုးနွမ်းလာတယ်ဂျိုင်းကြားကချွေးယုလာတယ်အဲ့ဒါလို့အနေထားမျိုးတွေတွေ့ရင်ဒီနတ်ဟာနတ်ဘဝမှာတည်ဖို့အချိန်နီးလာပြီလို့ဒီလိုဆိုတာပေါ့တရားမင်းကြီးဟာလည်းအဲ့ဒါလို့နမိတ်တွေပြလာတဲ့အခါမှာစိုးရိမ်နေဘယ်သူပဲဖြစ်ဖြစ်လေစွန့်ရမယ်ဆိုရင်ကြောက်တာပဲတရားမင်းကြီးလည်းကြောက်တာပဲကြောက်တော့အာကိုရရှာတဲ့အခါမှာဘယ်သူတွေ့တော့ဆိုမြတ်စွာဘုရားတွေ့တယ်မြတ်စွာဘုရားစီသွားပြီးတော့
တရားနာမယ်စိတ်ညစ်နေရတဲ့ပူပန်နေရတဲ့စိတ်တွေပြေပြောက်အောင်ဆိုပြီးတော့ပင်စတိခါကိုလွှတ်လိုက်ပြီးတော့ပင်စတိခါကမြတ်စွာဘုရားကိုကြိုတင်လျှောက်ထားပြီးတဲ့အချိန်မှာတရားမင်းကြီးကမြတ်စွာဘုရားနဲ့တွေ့မေးခွန်းနေမေးတက္ကပညာတုတ်ရမေးခွန်းနေမေးတော့မြတ်စွာဘုရားကဖြေအဲ့ဒီတရားနာရင်နဲ့ပဲတရားမင်းကြီးဟာစိတ်ဓာတ်ကြည်လင်မှုတွေရပြီးတော့တေရာကိုတော့မတားဆီးနိုင်ဘူးအဲ့ဒီမြတ်စွာဘုရားနာမှာပဲမြတ်စွာဘုရားမေးခွန်းနေမေးပြီးသူဟာတရားဘဝဆုံးသတ်သွားတယ်ဆုံးသတ်သွားပြီးချင်းလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အရှိန်အဝါတွေကြောင့်ဒီနေရာမှာပဲတရားပြန်ဖြစ်တယ်ဒီလိုဆိုတာပေါ့နော်အိပ်ပျော်ပြီးတော့မျက်စိလေးမှိတ်ပြီးလိုက်တာနဲ့ဘဝတစ်ခုဟာကူးသွားတယ်သူမှာဥပပပဋိသတ္တိလို့ခေါ်တာပေါ့တော်လှမြန်းနေမြတ်စွာဘုရားသိလိုက်တယ်တကိုးကြီးတဲ့နတ်တွေသိတယ်ကြာတဲ့နတ်တွေကမသိဘူးဒီတရားပဲအောင်မိတ်သူဟာဒီနားမှာပဲသုတေစိန်ကြပြီးပျောက်သွားပြီးချက်ချင်းကြီးပြန်ပြီးတော့ပေါ်လာအဲ့ဒါဟာသူကြီးမားတဲ့အကျိုးကျေးဇူးဟာမြတ်စွာဘုရားနဲ့သောတာပန်လည်းဖြစ်သွားတယ်တရားဘဝလည်းပြန်ရသွားတယ်နော်တရားဘဝလည်းပြန်ရအလုံးကိုအကျိုးကျေးဇူးသူရသွားတယ်အေးအဲ့ဒီလိုမြတ်စွာဘုရားနဲ့ဆုံစည်းလိုက်ရသည့်အတွက်ကြောင့်သူ့မှာကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရသွားတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဟန်တော်တွေပြောဆိုကြတဲ့အခါမှာမြတ်စွာဘုရားကသူတော်ကောင်းတွေနဲ့ဆုံစည်းမှုရဲ့အကျိုးကျေးဇူးဟာအခုလိုကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်ဆိုတာကိုဟောပြောတာပဲဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ဘုန်းကြီးတို့တွေလည်းကြီးမားတဲ့အကျိုးဖြစ်ထွန်းစေနိုင်တဲ့ဆုံစည်းမှုမျိုးရအောင်ဘယ်လိုပုဂ္ဂိုလ်မျိုးတွေနဲ့ဆုံစည်းရမလဲဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးရမယ်ဆိုရင်အသိပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ဆုံစည်းရမယ်ဘုရားတရားတော်တွေကိုကြားနာပြီးလို့ရရှိလာတဲ့အမှန်ကန်ကိုသိတဲ့ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဆုံစည်းရမယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေများစွာသင်ယူထားတဲ့ပုဂ္ဂိုလ်နဲ့ဆုံစည်းရမယ်ကိုချင်းသီလဟာနိဗ္ဗာန်တိုင်ခိုင်မာတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဆုံစည်းရမယ်ကောင်းမြတ်တဲ့အကျင့်တရားတွေနဲ့ပြည့်စုံပြီးတော့ကိလေသာတွေကွာဝေးတဲ့အသိဉာဏ်ရှိပြီးတော့သူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဆုံစည်းရမှာဖြစ်တယ်အဲ့ဒါလို့ဆုံစည်းမှသာလေတို့တွေဟာအကျိုးကြီးမားတဲ့ဆုံစည်းမှုမျိုးဖြစ်မှာဆိုတာကိုသိရှိနားလည်ကြပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝေငွေလမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်သည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌သူ
ဒုက္ခပင်ကစားစင်ထာဝရအေးမြကျင်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုဗုဒ္ဓရာအကြပန်းတို့သည်ဖုံးလန်းတဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း